10 နိုင်ခွဲ7ဆိုရင်ဟင်းနေအားလုံးကကြက်ပြီပေါ်တက်သွားပြီဟင်းကတော့မထပ်ဘူးပေါ့ဗျာအရွက်ကြော်ဟာ2မျိုးသို့မဟုတ်3မျိုးလောက်ပါမယ်ထမင်းကတယောက်သာမကပါဘူးဝအောင်ထည့်ပေးတယ်2ယောက်စားနေ2ယောက်တော့စားလို့ရပါတော့တစ်လောက်2သိန်း2တောင်းပါတိုက်ဆွဲရဒါမြင်းခွာရဲ့တုပ်ဥမာခရမ်းနီးမိဖုတ်ထားတယ်မိဖုတ်တုပ်ဒါတီကြီးငါအခုထက်ချက်မဲ့ဟာတွေငကျင်းငဖဲဒါလေးကဂျင်းချစ်သူယူလေးနဲ့တော့အကုန်လုံးကြော်ပြီးတော့ခွာပြီးအနှစ်လောက်ထားအစင်တင်မမောင်လေးအဲ့လိုချက်တက်ခါရအစင်တင်လေးဖြစ်သွားဂျင်းချစ်သူယူလို့ကုန်ပါတယ်ရုပ်ဒီလေးကြိတ်ပြီးတော့ဒါလေးကအယောင်မောင်လေးနဲ့ထက်သားလေးထက်စီလေးရောမောင်လေးလိုထိန်ထည့်ရတာလို့စီများရတယ်မစားကြဘူးအမကြီးကဘဲဥအာလူချက်တဲ့ခါရပစုံရောက်ထည့်ရပါတော့အဲ့ဒါမကြီးကငပြားလေးနည်းနည်းပောက်တယ်နော်လဲအချိုးလေးပဲထည့်ရတယ်ကွာအဲ့လိုပဲကျန်တာတော့မလိုဘူးပေါ့ဒါအစင်းနဲ့တခါတည်းပြီးတော့လောက်ကြရတယ်ကြက်သွန်လူလိုချင်းအကုန်လုံးစီတက်ပြီးမှကြက်သွန်ကိုကြိတ်ပြီးနှိမ့်ထားတာ10 နိုင်ခွဲ7ဆိုရင်ဟင်းနေအားလုံးကကြက်ပြီပေါ်တက်သွားပြီကြက်ပြီဆိုတော့ဒီဟာတွေကအကျော်လော်တွေက7ခွဲ7လောက်မှစကြော်တယ်သမင်းစားချိန်ပေါ့ဈေးရောက်ချိန်ပေါ့ဒါပြောင်းမှုကြော်ဒါပူသားပဲကြော်ဒါမြင်းခွာရဲ့တုပ်ဥမာခရမ်းနီးမိဖုတ်ထားတယ်မိဖုတ်တုပ်ဒါပဲပင်မောက်ပဲပြားဒါကျင်းကားတီကြော်ဒီဘက်မှာတီးရွက်စုံကြော်ဒီဘက်မှာဒါမိုးကသွန်းအတွက်အစင်သင်းလောက်ထားတယ်မိုးကသွန်းဒါပြည်ကြီးငါအခုထက်ချက်မဲ့ဟာတွေငကျင်းငဖဲပြည်ကြီးငါဟုတ်ဒါထက်ချက်မဲ့ဟာတွေနောက်ဟိုဘက်မှာပြီးတော့ပစုံငဆုပ်လုပ်ဖို့ပစုံကိုင်းနေကြော်ရအောင်နော်ပြီကြော်မယ်ဝယ်ရတာလေဝယ်ချင်တိုင်းလည်းမရဘူးလူချင်တိုင်းလည်းမရဘူးအဲကင်းပေါ်မှာတော့တပွဲက1000လောက်ရအောင်မှာလို့လေးပေါ့အဲဆင်းဆင်းလေးချိန်မှာအမစက်ကိုဖောက်ထည့်လိုက်ဘယ်လိုလဲတော့မောင်လေးကငကြင်းနဲ့ငဆုပ်တွဲရချက်တာသူကတော့ဘယ်လိုလဲမကြီးမြက်ကလေးနဲ့ပေါ့ဂျင်းငဆုပ်ကလေးကလို့တွဲရချက်ပြီးတော့နောက်မှဘန်းနဲ့ကိုလေသူ့နေရာလေးကသူခုထည့်အဲ့မောင်လေးကနည်းနည်းမေးလေးတွေငွေပြီးစိမ့်လေးတွေအောက်ပြီးတယ်အဲ့လာမှမှုေးပါမှာသူကဟင်းပေါ်မှာလဲကွာလှသွားတယ်ကြောင်စလင်းကြမလှဘူးအဲ့တော့ငဆုပ်နဲ့ငကြင်းနဲ့ရောချက်အဲ့လိုဘန်းလေးလေသူဟာသူငဆုပ်ကလေးကငဆုပ်လေးတီးတဲ့အဲ့လိုပေါ့ငချင်းလေးကငချင်းလေးတီးတက်မှာမလေးအဲ့လိုခွဲထုတ်လိုက်တာဒါပေမဲ့အတိုင်းတူတူမလို့ရောချက်လိုက်တာအဲပြားလေးအရင်ကြော်ပြီးတော့မှသူ့နည်းနည်းလေးဣသွားတော့မှမတို့ကဟာပဲပြမခွေးစားပြီးဖုံးလေးပြန်ဖုံးလိုက်ဟာလေဒီမှာစီချက်ထည့်မယ်နောက်တော့အမကြီးငွေပြီးစိမ့်လေးထည့်မယ်ဒါလေးချက်သွန်းသွင်းလေးထည့်မယ်ဟာမြေပဲမောက်မိုင်းတော့မြင်ခွာရဲ့တောက်တဲ့ခါရအောင်လို့ပဇွန်ကြောက်လို့မြေပဲလို့စီချက်လို့ဟောမှာလေပန်တရားရည်လို့ဟောပါချက်သွန်းစိမ့်လေးလည်းပါတယ်သူကအဲ့လိုပါငါပြာရည်တော့တုံးတယ်အဲ့ဒီကကြာစားမတုံးတော့ဘူးကွာမာကြီးကအတုတ်ကြငပြာရည်ပဲတုံးတော့တယ်ချိုင်းပြီးဖုတ်တုတ်တယ်မာတို့ကနည်းနည်းလေးထည့်တယ်
လှသွားစားရတာလည်းမှုရသွားတယ်နည်းနည်းလေးနဲ့ရောတာလိုက်တာအနံလေးမှလည်းမှုရသွားအားရမလေးပစုံငါစောက်တယ်ကြက်ဦးလေးရောကြက်ဦးပါရောနေရောလို့အဲ့ပစုံငါစောက်ကလည်းပြောင်းမှုမုံလေးထဲမှာလည်းမောင်လေးနည်းနည်းစီးသွားတာကလုံးလို့ရတာအဲ့မြပြဲတော့ဆော့ဆော့လို့ဆိုနေတယ်နော်အဲ့လိုမျိုးပြောင်းမှုမုံလေးပြောင်းမှုမုံလေးနည်းနည်းလေးဟွာပြတဲ့ဇုံလေးနဲ့ပဲကလော်ပြီးတော့ဆော့ဆော့အယောင်ကမတူတော့ဘူးဆော့ဆော့တော့ဝါဝါကြီးအခုကျတော့ကျက်သွားတယ်ရဲရောလှသွားတယ်မှာအဲ့ပစုံငါစောက်တော့ဒါမြစ်တာလပေါ့မြစ်တာလပေါ့ကျွန်တော်ကစ်ချင်းကဒီမှာမိဖို့သုံးဖို့အိမ်မှာလည်းနှစ်ဖို့ရှိသေးတယ်ဟိုဘက်မှာနှစ်ဖို့ဒါဟိုဘက်ကျွတ်ကျွတ်ဟင်းနေတာဟိုဘက်မှာချက်ပြီးတော့ဒီဘက်ကိုပို့တာဒါကရင်ရိုးရမြစ်တာလပေါ့ဆောတော့မောင်လေးကိုပြောတဲ့အဝါနဲ့အနည်းနဲ့မဟုတ်ဘူးကျွတ်သွန်အနေအဝါနဲ့ကလေးနဲ့ကြော်ထားတာအဲ့လိုငါးဦးကြတော့ဆောတော့မာကြီးပြောသလိုဟိုခရမ်းကျင်ဒီအနှစ်နဲ့ကျွတ်သွန်အဝါအနှစ်ကလေးနဲ့ကြော်ထားတာခရမ်းကျင်ဒီကြိတ်ပြီးတော့မှလေကြိတ်ပြီးတော့မှလည်းပစုံချောင်းနဲ့တခါတည်းမှွေထားတာအရသာပစုံချောင်းလို့ပါခရမ်းကျင်ဒီလိုနဲ့မှွေထားတာမှလို့မှွေပြီးမှချက်တာဟွာလေးကြတော့မှလည်းမကူစင်းကောလေးအားရတော့ဟွာမြုပ်ဒီအနီးအနှစ်ကလေးနဲ့အပေါ်ရဲရွရွကလေးအုပ်ပြီးတော့စီပြန်လေးပေါ့စိတ်သားပါစိတ်သားကိုရှူရှူအိုးနဲ့ပေါင်းတယ်ပေါင်းအိုးနဲ့ပေါင်းပြီးမပြန်ပြီးတော့အမားတို့ချက်ထားတာအိနာပဲဒီစိတ်ကလေးစားလေးအဲ့လိုပဲဆွဆွရတော့ပဲအဒီနှစ်ကလေးနဲ့ချက်ထားတာပဲသူလည်းပေါင်းအိုးနဲ့ပေါင်းပြီးမှချက်တာခြိုက်ဆွဲတွေလည်းရတယ်ပေါ့ဗျာခြိုက်ဆွဲကတယောက်စာကိုတနတ်စာပေါ့2သိန်းနဲ့တောင်းကျွန်တော်တို့တနင်္ဂနွေတရက်ပိတ်တော့တနင်္ဂနွေတရက်တော့မပါဘူးပေါ့နော်ကျန်တဲ့6ရက်တလမှာ4ရက်တော့တနင်္ဂနွေ4ရက်မပါဘူးခြိုက်ဆွဲကတယောက်စာကိုတနတ်စာ2သိန်းနဲ့တောင်းခြိုက်ဆွဲတွေကတော့9ကျပ်10ကျပ်လောက်တော့ရှိတယ်ခြိုက်ဆွဲထဲမှာပါမယ်ဆိုရင်ဟင်းကတော့မထပ်ဘူးပေါ့ဗျာဟိုမှာတပတ်ဆိုရင်တပတ်လုံးလုံးတော့ဟင်းမထပ်ဘူးပေါ့အဓိကဟင်းလျာအသားဟင်းသို့မဟုတ်ငါးဟင်းပါမယ်အရွက်ကြော်က2မျိုးသို့မဟုတ်3မျိုးလောက်ပါမယ်ထမင်းကတယောက်သာမကပါဘူးဝအောင်ထည့်ပေးတယ်နှစ်ယောက်စားနေနှစ်ယောက်တော့စားလို့ရပါဘောနော်ပြီးတော့တိုးစရာအဲ့ပဲဟင်းချင်းခုပေါ့နော်တိုးစရာအစုံထည့်ပေးတယ်မြို့သီးတောင်းပါညာအစုံပေါ့အားလုံးနော်အဲ့ဒါဟိုတစ်လောက်2သိန်းနဲ့တောင်းပါဆက်ဆွဲရ